ပြင်းပြေကြည့်ဖို့အတွက်ရံပွဲတွေလည်းတစ်ခါတရံရှိပါသေးတယ်တခါတလေမူးမူးနဲ့ဆိုင်ကမောင်းပြီးမောက်သွားတာတော့ဆက်ပြီးကနေသေးတဲ့လူတွေကိုလည်းတွေ့နိုင်ပါသေးတယ် What မိုးရာသီဆိုရေလာချိုးကြတာရှားပေမဲ့စောင်းရာသီဆိုဓာတ်ပုံပဲလာရိုက်ကြတာများပါတယ်နေထွက်ချိန်ကတခြားနေရာလိုမဟုတ်ပဲနေ့လယ်နာနီးမှမြင်ရတာပါညနေနေဝင်ရင်လည်းလေကတအားတိုက်ပါတယ်ဖတ်ထားစရာလူမရှိရင်လည်းစိတ်မပူပါနဲ့တစ်ပင်အကိတ်တွေမှအများကြီးပါနှွေရာသီချိန်မှာပူတယ်ဆိုပေမဲ့အေးအောင်လုပ်တဲ့နီးရှိပါတယ်ရေထဲခုန်ချဖို့ပဲလိုတာပါဗိုက်စားလိုက်ရင်လည်းဆိုင်တွေမှအများကြီးပါဝယ်စားဖို့ပြည်စံပါမလာရင်လည်းကြောက်ကလက်မှာ free သွားကြိတ်လို့ရပါတယ်ကြောက်ကလက်အကြောင်းကိုကျွန်တော်အကောင့်မှာတင်ထားပြီးတာဖြစ်လို့သွားရောက်ဆက်စုလို့ရပါတယ်နောက်ထပ်ရေတံခွန်ကဖြစ်ပျက်မှုတွေကိုတင်ဆက်ပေးအောင်မှဖြစ်လို့စိတ်ဝင်စားရင် follow နှိပ်ဖို့မမေ့နဲ့